ငါပါမိတ်ဆွေတို့ဒီညစနေနေ့ဆိုတော့မိတ်ဆွေတို့အတွက်350တန်ပွဲကျွန်တော် free ချပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စလိုက်ကြရအောင်ဘီလာရဲနဲ့လာဘတ်ပွဲကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီညဘုတ်ကီကိုတိုင်ထွက်ထိုးမယ်350တန်ထိုးပွဲဖြစ်လာဘတ်ကိုရွေးရခြင်းအကြောင်းပြချက်ကိုမိတ်ဆွေတို့နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုရင်ကျွန်တော်လာဘတ်ရွေးတယ်ပေါ့ဗျာဒီညလာဘတ်ရွေးတယ်အဲ့ဒါကိုမိတ်ဆွေတို့နားလည်လွယ်အောင်ကျွန်တော်သုံးသပ်ပေးရမယ်ဆိုရင်ဘီလာရဲကလာဘတ်ကိုပြား20ပေးထားတယ်ဒါဆိုရင်လာဘတ်နဲ့တန်းတူ level 2အသင်းလက်ပါမတ်ပေါ့နော်လက်ပါမတ်ကိုဒီကောင်က130နိုင်ပေးခဲ့တာဖြစ်လို့ဒီလာဘတ်ကျမှဘာလို့ပြား20ပဲပေးနေတာလဲပေါ့နော်ဒါကြောင့်ဈေးရဘီလာရဲဆီလီကွန်ဖြစ်နေတယ်အရန်ပြော့နေတယ်ဆိုတာကညှစ်ကြည့်ကြမလို့ပဲသိနိုင်တယ်ဒါဆိုရင်ဘီလာရဲကိုကြေးဖွင့်တဲ့ဘဲကြီးဘာလို့ဆီလီကွန်ထိုးထားလဲကျွန်တော်တို့လေ့လာကြည့်ရင်ဘီလာရဲအနေနဲ့ဝေကွင်း3ပွဲဆက်နိုင်တာမရှိသလောက်ရှားတယ်မရှိသလောက်ပဲပေါ့နော်3ပွဲဆက်မနိုင်ဘူးပေါ့နော်ပြောမယ်ဆိုရင်တော့ဒါကြောင့်ဘီလာရဲအနေနဲ့ရှေ့ကဝေကွင်း2ပွဲဆက်နိုင်ပြီးပြီဆိုတော့ဒီညသူတို့နိုင်ဖို့ခက်မယ်လို့ယူဆထားလို့လဲဆီလီကွန်ထိုးထားတယ်လို့ကျွန်တော်မြင်တယ်ဒါကဘီလာရဲရဲ့ weak point ပေါ့နော်weak point ပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ဒီလာဘတ်ပေါ့နော်လာဘတ်ရဲ့ impressive form နဲ့တစ်ချက်လေ့လာကြည့်အောင်လာဘတ်အနေနဲ့ဒီယာဒီရောအရင်ယာဒီမှာပါအိမ်ကွင်း3ပွဲဆက်ရှုံးတယ်ဆိုတာမရှိခဲ့ဘူးဒါကြောင့်ရှေ့မှာလာဘတ်က2ပွဲဆက်ရှုံးခဲ့ပြီးပြီဂီတာဖေးကိုရှုံးတယ်အက်စပန်ညိုကိုရှုံးတယ်ဒီညအိမ်ကွင်း3ပွဲမြောက်ဒါဆိုရင်သူ့ရဲ့ impressive form အရဆိုရင်လာဘတ်ကဒီညအိမ်ကွင်း3ပွဲဆက်မရှုံးနိုင်တဲ့အတွက်ဒီညအိမ်ကွင်းမှာတည်ရင်နဲ့အနိုင်ကစားနိုင်မယ်လို့ယုံကြည်တယ်ယူဆတယ်ဒါကြောင့်လည်းကြေးပွင့်တဲ့ဘဲတွေကဘီလာကြီးရဲ့ဘက်ကိုပြား20လေးအရှိုတက်ပြီးဆီလီကွန်ထိုးထားတယ်လို့မြင်တယ်ယူဆတယ်ဒါကြောင့်တန်းစင်းဆောင်ကနေလွတ်အောင်ယုံမယ်အလာဘတ်ကိုကျွန်တော်ကြိုက်ပါတယ်ဒီညပွဲကပြောမှဆိုဈေးရလည်းပျော့နေတယ်နောက်တစ်ချက်ကဘီလာကြီးရဲ့ weak point ကလည်းမိတယ်အလာဘတ်ရဲ့ impressive form ကလည်းကောင်းနေပါတယ်ဆိုတော့ဒီချက်3ချက်လုံးနဲ့ကိုက်ညီနေတဲ့အတွက်ဒီညအလာဘတ်ကိုကျွန်တော်အနေနဲ့ယုံကြည်စွာရွေးပါမယ်နော်မိတ်ဆွေတို့အားလုံးလည်းအကြိုက်တူတယ်ကျွန်တော်သုံးသက်ချက်တွေကြိုက်တယ်ဆိုရင်တော့like ဆော့ကြည့်ပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်း like and share လေးနှိပ်ခဲ့ပေးပါခင်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီညရွေးချယ်ပေးထားတဲ့ပွဲလေးကိုပြန်ပြပေးပါမယ်စနေနေ့အတွက်350တန်ပွဲဖြစ်အလာဘတ်ကိုရွေးပါမယ်နော်ဘုတ်ကီရွေးတော့အထာချက်ကြပွဲပါအားလုံးပဲ good luck ပါခင်ဗျာ